အားလုံးပဲမင်္ဂလာပါရှင်အေးရိတ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ရှာမကြီးဂျာနေကျော်မမလေးရေးသားတဲ့မာလီဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်မာလီအမဤတန်ဒီအဝေးကလိုလိုလဲထင်ရ၏အနီးကလိုလိုလဲမှတ်ရ၏အတန်မှာတယောက်ယောက်ကြားရအောင်ဖြစ်ညင်အော်ဟစ်နေရသောအတန်မျိုးနှင့်လဲတူသည်တစ်တာတဲ့သို့အဝတ်ထဲများထက်နေခိုင်းနားထဲတွင်ရောက်လာသောအတန်ကိုတတိပြုလိုက်မိမပြုလိုက်မိဖြစ်နေပေသည်မော်စကိုသွားရန်ခရီးတစ်တာပြင်နေစဉ်အခိုက်တန့်ထိုးတန်းကတခြားကျမစိတ်ဝင်စားနေသည်ကတခြားမော်စကိုမှာအေးမီအနွေးတွေများများယူသွားနိုင်မှဖြစ်မည်ပြီးတော့တဲ့ရေဝတ်ထဲများကိုတထဲစီရွေးကာတစ်တာတဲ့သို့ဖိသိပ်ထဲနေသည်အေးကိုကြောက်ဖြင့်ထူထဲဝတ်ထဲတွေကိုလက်ဆံမတတ်နိုင်အောင်စိန်ပြင်းနေပြေရွေထဲနေရာတစ်တာတဲ့ရှိအဝတ်ပုံကြီးမောက်မြင့်နေတော့မှတန်တစ်တာကိုပိတ်ကြည့်သည်လူတကိုယ်လုံးတက်ဖိကတအားပိတ်တော်လဲအဖုံးနှင့်အပိတ်မစိ၍တစ်တာတဲ့ကအဝတ်တွေကိုပြန်နှုတ်ရန်ရွေရပြန်လေသည်အမဤအတန်ကလည်းဘာတန်ပါလေဟုအတန်ကိုစူးစိုက်လျက်နားထောင်ကြည့်သည်ဂီယူဆိုင်၍နားထောင်လိုက်သောအခါရင်ကောင်းအတန်ကြီးဖြင့်ဝါနေသည့်အတန်ကြီးကြားရ၍လက်ထဲကအဝတ်တွေကိုပြစ်လိုက်မိသည်အတန်မှာအိမ်အောက်ထက်ကားယုံဘက်စီမှလာသောအတန်ဖြစ်သည်မြည်သူအတန်မှန်ကွဲပြားရန်နားကိုဆွန့်ထားသည်စူးစိုက်ခါဆွန့်ထားသောနားထဲ၌အမားခေါ်နေတန်မှာပြပြသားမဟုတ်တော့မောတန်ကြီးဖြင့်ညီးခေါ်နေသည့်အတန်ကိုကြက်မိမှမျက်လုံးမျက်စံပြူသွားလေသည်ကျမသည်တစ်တာများအဝတ်ပုံများကိုခုံကျော်လွှား၍အောက်ထပ်သို့အပြေးဆင်းသွားလေသည်အချိန်မှာညင့်10 နာရီခန့်ရှိပေမည်အောက်ထပ်အိတ်ခမ်းတွင်မီးများမှိတ်ထား၍မှောင်နေ၏အခန်းထဲမှပြေးထွက်ခါလှီကားကိုအပြေးဆင်းခဲ့ရာကျမနောက်မှပြေးလိုက်လာကြသောမိန်းကလေး2 ယောက်ကတယောက်ကအိမ်တွင်ကျမနှင့်အဖော်နေသောအုံလှဖြစ်သည်တယောက်မှာယနေ့ညနေဆောင်မှအိမ်သို့ဆွတ်ရွပေါက်လာသောတိမ်ကြီးဈေးတွင်ဆိုင်ထွက်နေသည့်ညမဝမ်းခွဲမက်ခင်ရီဖြစ်လေသည်မာလီဘာဖြစ်ပါလိမ့်မာလီအတန်မှာမိဖွင့်မှာမိနောက်မှကပ်၍မက်ခင်ရီကကတော်ကမျောပြောနေလေမိခလုတ်မှာစမ်းမတွေ့နိုင်ပဲဖြစ်လေနှင့်မှုန်ထူ၍သာနေတော့သည်ဘဲသူလက်ဖြင့်နှိပ်မိလိုက်မှန်းပဲမသိနိုင်သောခလုတ်တန်နှင့်တကွဧကန်ထဲတွင်မီးရောင်ထွန်းလင်းသွားပေသည်ဧကန်ရှိအပြင်ထွက်နိုင်သည့်တန်တကားကိုတွန်းဖွင့်ကြကာသူ့ထံကအရှိရအောင်တကားပေါက်ကတိုးထွက်၍ခြံထဲသို့ပြေးဆင်းခဲ့ကြသည်မာလီဤတဲဝါသို့ရှေ့ကအရင်ရောက်နှင်သွားသူမှာမက်ခင်ရီဖြစ်လေသည်အမလီမရဲ့မျက်လုံးကြီးပြူပြီးဗိုက်ကြီးပုံလိုက်ရှုံလိုက်နေဟုတ်တော့ဘုံကနေလဲသွားပြီဘုံကနေအတန်ကြားသည်နှင့်ပြေးလာသောကျမခြေတော်များတခါတည်းရပ်တန့်သွားတော့သည်မာလီသည်အင်ကြီးမရှိဘဲကာကီဘောင်းမီတို့နှင့်တဲအတွင်မြေကြီးပေါ်၌ထိုင်နေရာကပင်လဲခွေကြကာအသက်ထွက်သွားလေပြီမာလီဤတဲရင်နောက်ဖက်မော်တော်ကားယုံနောက်ဆွဲတွင်နေကြသောကားမောင်းသမားမောင်အေးပါတို့လင်းများကိုခေါ်ထုတ်ခါမာလီသေးပြီတွားအိမ်နီနာကျဲအမကြီးမပြုံးကိုတွားခေါ်စမ်းဟုကျမပါစံမအော်နေသည်အမှန်ပင်မာလီမှာအသက်ထွက်သွားပြီဖြစ်ရာမြန်ဆန်လိုက်ပုံကိုရင်းထဲတွင်မချစ်တင်ကဲဝမ်းနေသွားတော့သည်ဘာယောဂါနှင့်တေမန်းကိုထင်းမြင့်ချက်ပင်မပြောနိုင်တော့ပဲစိတ်ထိခိုက်လွန်လှ၍တဲရှိတွင်တွေ့ကြီးရက်နေမိလေ၏လာရောက်ကြသောအိမ်နီနာကျဲမိတ်ဆွေများ၏တယောက်တစ်ခွန်ပြောနေကြသောအတန်များကိုကြားမိပါ၏နှလုံးယောဂါနှင့်တူတယ်ပန်းနာလားရင်ချက်တာပဲဖြစ်မယ်ညနေကအကောင်သားပကတိကျမအပြန်ခြံတကားပင်ကားဝင်နိုင်အောင်သူကိုယ်တိုင်ရက်ဆောင်ဖွင့်ပေးသေး၍လူမတယောက်လည်းမဟုတ်ပေတော်စောကကျမကိုအုပ်ခွန်နေသောအတန်တွင်ပထမသူ့မှန်းပင်မထင်ခဲ့ကျမတို့အိမ်နာတွင်နွားနို့ကလားတဲများထူထပ်၍လမ်းသွားကလားတယောက်အတန်လိုဘာလိုမကြတကြနမောနမဲ့နေလိုက်မိ၏ယခုမှစောကခေါ်တာကိုကြားသလိုရှိသားဟုစိတ်ထဲတွင်ကိုအပြစ်တင်ကစကားမပြောနိုင်အောင်ဖြစ်နေရ၏ဝေဒနာခံစားပုံမဆိုထားနှင့်အသက်ပင်မမီလိုက်၍ဘယ်လိုဖြစ်တာလဲကိုမတွေးတတ်နိုင်အောင်ဖြစ်မိသည်မာလီ၏အမည်ကိုကျမမသိပေအိမ်တွင်မာလီတူထွက်သွားပြီးနောက်ထိုမာလီကအစားရှာထားခဲ့သောမာလီဖြစ်သည်ကျမတို့သူ့ကိုမာလီဟုပင်ခေါ်ကြသည်သူ့အသက်မှာ40ခန့်ရှိမည်စကားနှဲ၍ရိုသားသည်န
နက်နက်လင်းလင်းခြံထဲရှိပန်းမင်များကိုရေလိုက်လောင်းပြီးနောက်ရေရင်းမှသုံးရေချိုးရေထမ်းထည့်လေသည်ရေခတ်ပြီးသူ့ခြေလက်ကိုရေရင်း၌ဆင်ဆင်ကြဲကြဲဆေးကြောလျက်တန်ပုံးတွင်ရေထဲကအိမ်ထဲသို့ဆွဲဝင်လာသည်အိမ်အောက်ထပ်အပေါ်ထပ်ဖုန်ခါ၍တပြက်စီလဲကရေပုံးထဲရှိရေနှင့်ကျန်းကိုချောပြောင်နေအောင်ပုတ်တိုက်လေသည်ကျမနှင့်နေသောအဖော်မိန်ကလေးအုံးလာမှနက်နက်ဈေးထွက်ခါမိဖို့ထဲတွင်ချက်ပြုတ်နေခိုက်တမနက်လုံးတအိမ်လုံးအလုပ်ကိုသူသာလင်လုပ်ကိုင်းနေသည်စာရေးစပွဲပေါ်ရှိစာအုပ်စာရွက်များကိုဖုံခါရှင်းလင်းထားတတ်သည်ကျမအိယာကရင်ကိုလှလှပပကြနာနာခင်းပြုတ်ဖုံးအုပ်ပေးထားသည်မှန်ကုန်ပေါ်ရှိပစ္စည်းများကိုကျမထားတတ်သည့်အတိုင်းမှတ်သားလျက်ဖုံတုပ်ရှင်းလင်းကနေရာတကျပြန်ထားသည်အကြောင်းကိစ္စမရှိဘဲနဲ့စကားမပြောမြမစကားလည်းမပြောတတ်သူ့အလုံးများပြီးစီလင်တဲတွင်သူ့ဟာသူအေးနေတတ်သည်တညလုံးစပွဲတွင်ထိုင်ကမိုးလင်းထိစထိုင်ရေးနေသည့်နေဆိုလင်နက်နက်အလုပ်လုပ်ရန်အိမ်ပေါ်သို့သူတက်လာကအနားတွင်လာရက်နေလေသည်သူ့ကိုလှဲ့မမေးမချင်းရက်နေတတ်သည်ဘာလဲမာလီဟူမိမမျက်နာကလေးပြုံးကစကားပြန်မပြောဘဲပွင့်နေသောမီးလုံးကိုလှမ်းပိတ်လိုက်ရန်လက်ညှိုးထိုး၍ပြနေလေသည်ဘဲခါကြည့်ချိုသားသောမျက်နှာထားနှင့်အေးဆေးအတွင်ကိုမျက်စီထဲတွင်မြင်ရောင်ကအလောင်းကိုပင်တတိမယဖြစ်နေလေသည်မနဲ့စောစောမသာချလိုက်ပေါ့ဟုမိတ်ဆွေအမကြီးများကပြော၍အားလုံးပြန်သွားကုန်ကြမှတဲတွင်လဲတင်နေသောမာလီအလောင်းကြီးကိုအဆောင်ထားရန်ကလာများလိုက်ရှာခံရသည်မောင်အေးပါကလာလိုက်ရှာနေခိုင်ကျမမခင်ကြီးအုံလှမောင်အေးပါမိမဖြူတေမိမတွေသာခြံထဲ၌ရှိကြသည်အားလုံးမြေပေါ်တွင်ဆွ၍ထိုင်ကြကမောင်အေးပါအပြန်ကိုမျှော်နေကြရသည်ဖြူတေကကြောက်လှကြီးရဲ့ဟုပြောကအုံလှနှင့်ပူကတ်ထိုင်သည်ဘာကြောက်စရာရှိသလဲဟုကျမကအားပေးလိုက်လင်ကလာတဲ့ပဲလှည့်ကြည့်လိုက်ခါကြက်သိန်းတပြန်ပြန်ထကြလျက်အစိမ့်သေးကြီးကြက်သိန်းထားလိုက်တာဟုဆိုကြသည်ထိုးညကလာရောင်မရှိအိမ်ထဲမှထွက်နေသောမီးရောင်အလင်းဖြင့်သာမာလီတဲနာတွင်ထိုင်နေကြရသည်တယောက်မျက်နှာတယောက်တဲကွဲမမြင်ရတဲ၌လဲနေသောအလောင်းကိုမြင်နေကတုံနေအောင်ကြောက်ရွံ့နေကြသည်မောင်အေးပါခေါ်လာသောကလားဖိုးကြီးကိုအလောင်းဆောင်ရန်တောင်းပန်ပြောရကတဲ၌အဆောင်ထားခဲ့ပြီးနောက်ကျမတို့အိမ်ပေါ်သို့ပြန်တက်ခဲ့ကြသည်မောင်အေးပါတို့လည်းများမှာကားယုံနောက်ရှိသူတို့အိမ်ကလေးသို့ပြန်မသွားဝင်ကြ၍အိမ်အောက်ထပ်၌အိတ်ခိုင်းလိုက်ရသည်အခန်းထဲကတစ်တာတွေနှင့်ချပုံထားသောအထည်တွေကိုကြည့်ကျင်စိတ်ထက်ကျင်စိတ်မရှိတော့၍အခန်းနံရံနာသို့တွန်းရွှေ့ပုံတင်ထားလိုက်ရသည်အိယာထဲသို့ဝင်ကြရတော့လဲအိတ်ချင်စိတ်လုံးမရှိ၍မခင်ရီနှင့်စကားလှမ်းပြောနေကြသည်လူတွေဟာမသေးခင်နေ့စဉ်ရက်ဆက်တည်ခြင်းတရားကိုနေညမပြတ်ရှေ့ရှုနှလုံးသွင်းနိုင်ကြမယ်ဆိုရင်လောဘဒေါသမောဟတရားတွေနေပါကုန်မှာအမှန်ပဲချစ်စံမာလီဟာမနေ့ကအကောင်ဟောအခုညတည်သွားပြီမဟုတ်လားမခင်ရီထံမှစကားပြန်မရသင်္ကာရကိုစဉ်းစားတွေးတောနေသလိုတိတ်ဆိတ်နေ၏အတန်ကြာမှမမမာလီကိုလက်ကပေးပြီလားဟုကောက်မိလိုက်သည်မပေးရသေးဘူးကလာမြဟာပိုက်ဆံခင်တွေ့တယ်မမရဲ့သူ့စိတ်ကစော့သွားမှာနော်မခင်ရီအတန်ကရှေ့မဆက်တော့ကြီးတအိမ်လုံးဘာတမ်းမှမကြရပဲငြိမ်စိတ်လျက်ရှိပေ၏မိပိတ်ထား၍မှောင်နေလေသည်လမ်းမီဓာတ်တိုင်အလင်းရောင်ကလေးသည်ပြတင်းတကပေါက်သို့ဖြာဟတ်နေလေသည်ကရင်အောက်၌အိပ်ပျော်သွားသောမခင်ရီ၏အသက်ရှူတန်းကိုသာမှန်မှန်ကြားနေရစဉ်စစ်တပ်မှခောက်လိုက်သောတန်ကြောင်းတန်ကိုကြားရ၍ဟင်တစ်ချက်ထိုးပါပကောဟုအိယာထဲတွင်တော်တော်နှင့်အိတ်မပြောနိုင်ဖြစ်နေခြင်းကိုစိတ်ညစ်သွားသည်အိယာမှထ၍ဆေးလိပ်တောက်ရန်မိကျရှာဖွေရာအခန်းပြင်ဘက်သို့ရောက်သွားမိသည်အခန်းပြင်ဘက်၌အိတ်နေသောအုံးလာမှာကျမတန်ကြားသည်နှင့်အိတ်နေရာမှငေါက်ခနဲထားရခါအမလေးဟုခုံអော်လိုက်သည်မမပါဟဲ့ဆေးလိပ်တောက်မလို့ထလာတာမကြောက်ပါနဲ့ဘာကြောက်စရာရှိတယ်လဲလန့်လိုက်တာမမရဲ့ဟုဆိုကသူ့တကောလုံးတဆက်ဆက်တုံနေလျက်ပြန်၍လှဲအိတ်သည်ခြေလက်ပင်မဆန့်ရဲပဲကိုကြီးပုနေလေသည်မိကျရှာမတွေ့၍အောက်ထပ်သို့ဆင်းခဲ့ကမိခလုတ်ဖွင့်လိုက်ရာမောင်အေးပါတို့လင်မယားနှစ်ယောက်မှလည်းဆန့်မအိမ်ဝင်ကြပဲကုန်းဆန့်နေကြသည်အကြောက်လွန်ကယောဂရောက်ကုန်ပြီဆို၍မကြောက်လန့်ရန်အပိစကားပြောဆိုပြီးမိကျယူ၍အပေါ်သို့ပြန်တက်လာခဲ့သည်ထိုညအဖို့မိုးလင်းကန်ဒီမှပင်အိပ်ပျော်သွားသည်
မိုးလင်းလေလင်ကလားထုံးစံတိုင်းမာလီကိုအဝတ်ဖြူနှင့်ထုတ်ကြလျက်ကလားလေးယောက်ကထန်းစင်နှင့်ထန်းကတင်ကြိုင်သို့ယူဆောင်သွားကြလေသည်ကျမလည်းအိမ်အပေါ်ဆင်ဝင်ပေါက်မှထွက်လျက်ချသွားသောအလောင်းကိုလမ်းကွေလွန်သွားသည့်အထိစိုက်၍ရပ်ကြည့်နေသည်အလုတ်တိုက်သို့9 နာရီလောက်ထွက်ခဲ့သည်အိမ်တွင်မောင်အေးပါမိမဘျူးတင်နှင့်အုံလာတို့နှစ်ယောက်သာကြံရက်ခဲ့သည်မက်ခင်ကြီးကိုတိတ်ကြီးစေးသူ့ဆိုင်ဘေးတွင်ချပေးလိုက်ပြီးနောက်ညနေလာခေါ်မယ်လိုက်ခဲ့ပါအောင်ဟုပြောလိုက်ရသည်အလုတ်တိုက်သို့ခဏသာဝင်ကမော်စကိုသွားရေးအတွက်ဗီဇာရကြရန်တစ်နေ့လုံးတယောက်တည်းတန်ယုံတကာတန်ယုံသို့သွားနေရလေသည်ဗီဇာရပြီးတဖန်ပလိတ်ယုံကြီးပေါ်သို့တက်သွားကပလိတ်မင်းကြီးအားသွားတောင်းပန်ရပြန်သည်ဆိုဗီယက်မြန်မာယဉ်ကျေးမှုအဖွဲ့အတွက်ထိုနေ့ကခရီးထွက်လက်မှတ်များချောချောမောမောပြီးစီးသွားရန်တနေကုန်တနေကန်တယောက်တည်းဖားနေအောင်လုပ်နေရသည်ညနေ9 နာရီလောက်တွင်မခင်ကြီးကိုဈေးနိုင်ဝင်ခေါ်ကအိမ်သို့ပြန်ခဲ့ကြသည်အိမ်ရောက်လျင်အုံလှကလည်းမနေဝန်းတော့၍ပြန်တော့မည်ဟုအထုပ်ပိုးပြင်ထားသည်မောင်အေးပါမိမကလည်းမနေရဲတော့၍သူတို့လင်များည8 နာရီရထားနှင့်သွားကြတော့မည်ဟုလာပြောသည်တအိမ်လုံးကျမနှင့်မခင်ရီသာရှိ၍သူတို့အားမပြန်ကြရန်မနေ့မှသွားကြပါဟုအတန်တန်တောင်းပန်ရလေ၏သူတို့မျက်နှာတွေတွင်သွေးမရှိတော့ဘဲနေစရာထိုင်စရာမရှိအောင်ထိတ်လန့်နေကြ၏ဒရိုင်ဘာမောင်အေးပါမှသူ့မယားထက်ပင်သူကကြောက်သေး၏သူ၏မွေးစာကလေးတေဆုံးသွားစဉ်ကမအိမ်ဝန်ကြောင်ပြောပြသည်ယောက်ျားပဲကွယ်ဘာကြောက်ရမှာလဲဟုအားပေးတော်လဲအားလုံးထဲသူကအကြောက်ဆုံးဖြစ်နေတော့သည်မကြောက်နဲ့ဆိုပေမဲ့ကြောက်တာပဲမမကမာလီမသားချတော့ကနှင်လဲမနှင်လိုက်ဘူးဒီတော့ကျမတို့ဘယ်နေရဲမလဲထို့သို့အုံလှကဝင်ပြောလိုက်မှပင်တတိမရသည့်အဖြစ်ကိုတတိရလာစေသည်မသားပို့လိုက်သည့်အခါ၌အချို့မသားတွင်ဆိုင်ရာတို့ကတုတ်တန်တွင်အမိတ်ပြန်ကြပုံကိုတွားတွေးမိသည်အလုံးနှင့်မကင်းရမကင်းကြောင်ပတ်သက်နေလင်အကြီးအကဲသက်ဆိုင်ရာကတေသူကိုတွားလိုရာတွားနိုင်ကြောင်းအမိတ်ပြန်သည့်ဒလိထုံစံကိုတတိရမိသည်အကိုလေးတေတုံးကလည်းအမိတ်ပြန်ကြတယ်မဟုတ်လားမမရဲ့ဟုမခင်ကြီးကပြောလေသည်ကျမခင်ပွန်ဆုံးတုံးကတင်းញိုင်းတွင်ဖဆပလာဥက္ခရာဘိုးချုပ်ကအမိတ်ပြန်ဖို့စာရေးဆရာအတင်းမှအမိတ်ပြန်ဖို့အခြားဟိုအတင်းဒီအတင်းဝင်ထားမိသည့်အတင်းပေါင်းစုံကမြေမမြုပ်ခင်တသင်းတစ်ဖွဲ့စီအမိတ်ပြန်ကြပုံများကိုပြန်လဲ၍တတိရမိလေသည်ကျောင်းသားကလေးတေတာတောင်းမှကျောင်းဆရာကတွားလို့ရတွားနိုင်ကြောင်းအမိတ်ပြန်ရတယ်မပြန်တော့ကောဘာဖြစ်တယ်လဲကွယ်ဟုကျမကရဲမေးလိုက်သည်ကျောင်းသားကစိတ်မဆွဲရင်တော့ဟုတ်တာပေါ့မမရဲ့စိတ်ဆွဲသွားလို့ကြောက်မှကြောက်တန်တန်ကလေးတစ်ချောက်လာပေးလို့ဆရာကအမိတ်ပြန်လိုက်မှပဲအတန်ပြောက်သွားတဲ့ဆိုင်ရာကအမိတ်မပြန်လင်တေတော်သူမှာတွားလို့ရမတွားနိုင်ဖြစ်တတ်ကြောင်းဟုနှင်ကြသည့်ထုံစံကိုအယုံကြည်သိမ့်မရှိခဲ့တေနေမှပဲပြောလို့ကောကြောင်းတယုံမှလာဟဲဟုနောက်ပြောင်လိုက်မိသည်သို့တော်ယနေ့ညအဖို့စိတ်တန်တရားကင်းကင်းရှင်းရှင်းနဲ့သူတို့မှနေရဲအေးရဲရှိပါစီတော့ဟုရည်ရွယ်ကကဲဒါဖြင့်မာလီတဲ့သွားပြီးမမအမိတ်ပြန်လိုက်မယ်လေဒီလိုဆိုရင်မကြောက်ကြဘူးမဟုတ်လားအခုညာကြီးမင်းကြီးတော့သွားမပြောပါနဲ့မမရဲ့သူ့တဲဝသွားရမှာကြောက်စရာကြီးမနဲ့မှပဲသွားပြောပါတော့ပြောမယ်လူကငါပါဟာငါကမကြောက်ဖ ೇನೆ မင်းတို့ကကြောက်နေသလားသွားပြောမယ်လေထန်ကရိုင်းကြကြအာနာဒန်နဲ့အကျေကြီးပြောရတယ်မမရဲ့ညာချင်းမင်းကြီးမပြောပါနဲ့မနဲ့မှပြောပါအထိတ်တလန့်ကျမအားဝိုင်းတာနေကြသည်ကျမမှာမာလီကိုထန်ကရိုင်းကြကြပြောရမည်ဆိုခြင်းကိုဟက်ဟက်ပက်ပက်ရင်မောမိလေသည်အောက်ထပ်အိတ်ခမ်းထဲတွင်ထိုင်ကြကတရဲတစေအယုံကြည်မရှိထိုင်ကြောင်းတရားထိုင်ဟောရသဖြင့်မအိတ်ချင်အောင်မျက်လုံးများပင်ကျနေသည်အဝေးမှသကောင်ကျော်အနားပြန်တစ်ချက်တန်းချောင်းခောက်တန်းကြားရမှပင်အိတ်ဖို့ရန်အပေါ်ဓာတ်သို့တက်ရတော့သည်မင်းညကအတိုင်းပင်မောင်အေးပါတို့လင်များကအောက်ထက်အိတ်ခမ်းထဲတွင်အိတ်သည်ကျမအခန်းထဲတွင်ကဂရင်ဘော်တွင်ကျမအိတ်၍မခင်ရီနှင့်အုံလာကဂရင်အောက်တွင်အိတ်ကြလေသည်မီးမိတ်လိုက်၍တအိမ်လုံးမှောင်ကျသွားသည်ညနေလာပြီဖြစ်၍စကားမပြောတော့ဘဲအိတ်ရထဲတွင်ငြင်းနေလိုက်သည်သူတို့မြန်မြန်အိတ်ပြောကြပါစေဟုကြိတ်၍သာဆုတောင်းနေရသည်သူတို့အိတ်ပြောလောက်ပြီးထင်တော့မှအိတ်ရကထားလိုက်သည်မခင်ကြီးမှမအိတ်သေး၍ကျမထလင်သူလည်းအတူလိုက်ထားသည်မီးဖွင့်လိုက်၍မီးအောင်အောက်တွင်ဖြူပြော့နေသောမခင်ကြီး၏မျက်နှာကိုမြင်မိသည်ဖြင့်ဒီညသူ့ခေါ်လာခဲ့ခြင်းကိုစိတ်မကောင်းဖြစ်သွားမိကမအိတ်သေးပဲကိုစားလိုက်တာကွယ်အိတ်လို့လည်းမရဘူးဟုသူ့အကြောင်းကိုမသိချင်အောင်ဆောင်ပြောလိုက်သည်ကျမကရဲစရာမောစရာစကားတွေရှာကြံပြောလေသည်အိမ်တွေဖြင့်ကဲအိတ်ပေတော့ညနေလာပြီမမမင်းတို့နားမှာပဲဆင်းအိမ်မယ်အိုက်တယ်ကွယ်
အကြောက်ပြေပါစီတော့ဟုအကြောင်းပြကသူတို့အနာတွင်အိယာပြန်လိုက်သည်သူတို့နှစ်ယောက်နှင့်ရှင်မအိပ်ဖဲသူတို့နှစ်ယောက်ကိုခေါင်းတိုင်၍ကန့်လန့်အိပ်လေသည်မိမိတ်လိုက်လင်မခင်ကြီးလည်းမော်စကိုခီးစဉ်ကိုရှောက်မေးနေပြန်၍တွားရမည့်ခီးစဉ်ကိုပြော့ပြနေရလေသည်အမောင်ထဲတွင်ကျမတို့နှစ်ယောက်ပြောနေသောစကားသံမှာတယောက်နှင့်တယောက်ကြားလောက်ယုံသာခတ်တူတူပြောနေသည်စကားပြောနေကြခိုင်လှေကအဖုံချထားသောတကားကိုတစုံတစ်ယောက်ကမတင်နေတန်းကြားကြရလေသည်ဒီအတန်ကြကြချင်းနှစ်ယောက်စလုံးစကားပြောရပ်သွားကြသည်အခန်းနှင့်လေကားမှကပ်နေ၍ထင်းထင်းရှားရှားကြီးကြားရသောအတန်ကိုနားဆွင့်လိုက်ကြသည်အန်ဖုံတကားကိုပင့်တင်နေသောအတန်ကပိသားလှ၏မမဟုလေးတန်းလေးဖြင့်အဆက်မပြတ်ထွက်ခေါ်နေသောမခင်ရီ၏အတန်မှာရင်ထဲတွင်ဆွကြက်၍ဖုတ်လိုက်နှင့်တုံတုံရင်ထွက်နေသောအတန်မျိုးဖြစ်သည်ဘယ်နေပါလေဟုကျမအံ့အားသင်ကရုတ်တရက်ကြက်သေးသေးသွားသည်လှီကားအံဖုံပွင့်သွား၍လှီကရစ်ကိုတစ်ထစ်ပြီးတစ်ထစ်နင်းတက်လာနေသောခြေတံသည်တဖြည်းဖြည်းကျမတို့အခန်းကောင်းရင်သို့ရောက်လာသည်မခင်ရီသည်ကြောက်အားလန့်အားနှင့်ဆွဲမိဆွဲရာကျမကောင်းကသပင်ကိုတအားလှမ်းဆွဲလိုက်ခါလေတံအဆက်မပြတ်မမနှင့်တခေါ်တည်းခေါ်နေလျက်သပင်ကိုဆွဲဆောင်နေတော့သည်ကျမကသူ့လက်ကိုဖမ်းဆုပ်လိုက်ပြီးမခင်ရီလူတက်တာတခိုးနဲ့တူတယ်တခိုးပါဟုသူကြားလောက်အောင်လေတံနှင့်ပြန်ပြောနေသည်ခြေတံသည်အိတ်ခမ်းကောင်းရင်စရေးစပွဲနာတွင်ပျောက်သွားသည်ကျမလည်းအသက်ကိုမြင်ပြီးရှူလျက်အတန်ကိုနားဆွနေသည်စပွဲကုံပေါ်မှစာအုပ်များကိုကျမ်းပေါ်သို့ယူချနေသောအတန်ထွက်လာပြန်သည်မခင်ရီကအတန်မထွက်တော့သူ့လက်နှင့်ဆုပ်ထားသောကျမစပင်တွေကိုအပြင်ကအတန်ကြားရလားပြတော့အထိတ်မှတ်ဖြင့်သာအတန်နှင့်ထပ်တူဆွဲဆောင်ပြနေလေသည်ပထမလူတက်လာတယ်တခိုးဟုခြေတံရမခင်ရီအားပြောမိသည်စပွဲကုံပေါ်မှာစာအုပ်များချလျက်ဖုံတုတ်ခါလဲနေသောအတန်ကိုထင်ထင်ရှားရှားကြီးကြားရတော့မှပင်လူမဟုတ်ဘူးအတိနှင့်တကိုယ်လုံးဖြန့်ကနေတိမ်သွားတော့သည်မခင်ရီသည်မျက်လုံးကိုမဖွင့်ရပဲကျမစပင်ကိုသာဆွဲလှုပ်ပြနေရင်ဆက်တုံနေရှာလေသည်မခင်ရီလက်မောင်းကိုစုပ်ကင်ထားလျက်ဘာလို့ရမှန်းမတွေးတတ်တော့အောင်စိတ်အားငယ်မိသည်စပွဲကုံကိုတဖုတ်ဖုတ်တစ်ဖက်ဖက်ခါတုတ်ရှင်းလင်းနေသည့်အတန်သည်နားထဲတွင်မခံမရနိုင်အောင်အကြားရဆိုးနေလျက်ရင်းထဲကတတိတ်တိတ်ခုန်လွန်၍အသက်ရှူမှားနေသည်တကယ်အရေးကြတော့မှပင်တယောက်တည်းနေထိုင်သောဘဝကိုစိတ်အားငယ်အောင်ထောက်ချပေးနိုင်သည်ထို့အချိန်အခါ၌စိတ်ထဲတွင်အပြင်းထန်ဆုံးတောင့်တဖြစ်ပေါ်မိသောအရာကယောက်ျားတစ်ယောက်အပေါ်ဓာတ်တွင်ရှိစေခြင်းလှသောစိတ်ပင်ဖြစ်၏ကျမ၏ခင်ပွန်ကွယ်လွန်သွားသည်မှာ9နှစ်ခန့်ရှိတော်မူဘဝတစ်လျှောက်လုံးအိမ်တွင်ယောက်ျားအဖော်ရှိမှနေထိုင်၍ဖြစ်မည်ဟုသောအသည့်မျိုးစိတ်ကူးမျိုးမဖြစ်ပေါ်ဘူးကြီးဖြစ်တယ်လို့ပင်ကျမဖာသာနေထိုင်ခဲ့သည်ကြောက်စိတ်လန့်စိတ်လည်းမရှိတခါတရံအိမ်တွင်မိန်းကလေးအဖော်ပြန်သွားကတအိမ်လုံးတယောက်တည်းနေထိုင်ခဲ့ရသည်မိန်းမတစ်ယောက်ဖြစ်ပါလျက်ယောက်ျားတစ်ယောက်ကဲ့သို့နေထိုင်ခဲ့ရသည်အခြေအနေအရာအဆအရာရာကိုအားကိုးရလွန်းသဖြင့်မိမတဘာဝမိမစိတ်ကိုပေါ်ထွက်ခွင့်ပင်မပေးလေသောဘဝမျိုးသို့ရောက်နေပြီသည်အိမ်တွင်ညအိမ်ညက်နေယောက်ျားတစ်ယောက်အဆောင်ခေါ်ထားမှအဖော်ခေါ်ထားမှဟူသောဆန္ဒမှာဘယ်အခါကမှမပေါ်ပေါက်ခဲ့ပဲလျက်ယခုအရေးကြောင်းဖြစ်နေမှယောက်ျားအားကိုးစိတ်ပေါ်ပေါက်လာခြင်းမှာစင်စစ်မိမတို့၏တဘာဝအမှန်ပင်ဖြစ်တော်သည်အတန်ကိုနားဆိုင်လျက်မျက်လုံးကိုတအားပိတ်၍ဖိုးလိုက်ခါခေါင်းနှပန်းများကြီးနေ၏ကြော်ရ၌စိတ်၍ဆွနှင့်မောလာကကြက်လာလေ၏ညင့်မှာတိတ်ဆိတ်နေလေ၏အဝေးမှနှစ်ချက်ခောက်လိုက်သောတန်ကြောင်းတန်မှတပါလမ်းပေါ်မှအတန်ပလန်မကြားရစိတ်ငြိမ်နေပေသည်အိမ်တွင်၌ဖြစ်ပေါ်နေသောအတန်ကရဲတင်းလှ၏ကျမ်းပေါ်တွင်ကြက်မွေးနှင့်ဖင်၍လိုက်လဲနေသောအတန်သည်တအိမ်လုံးကိုစိုးမိုးလျက်ရှိနေသည်တအားမိတ်ထားသောမျက်စိထဲတွင်ရှက်အင်ကြီးလက်တို့ကာကီပေါင်းမီတို့ကရုံးနှင့်စောင့်ကြောက်ထိုင်ကဒီပြက်စီလဲနေသောမာလီကိုအတိုင်းသားမြင်နေရကအခန်းပြင်ဘက်တွင်မာလီရောက်နေသောအသည့်နှင့်တေပြီးမှမျက်စိထဲတွင်တွေ့နေသောထိုပုံတံမှာကိုးကွယ်ရာမရှိလောက်အောင်ကြောက်စရာကောင်းလာသည့်အဖြစ်မျိုးကိုတွေ့ကြုံနေရပေ၏
မခင်ကြီးကကျမ၏သပင်ကိုတင်တင်ကြီးသာလင်ဆွဲဆို၍လှုပ်ခါခြင်းမပြုတ်တော့သဖြင့်မြော့များနေပြီလားဟုသူ့အတွက်ပူလိုက်မိခြင်းမှလည်းမပြောဝင်နိုင်အလွန်စိတ်အားငယ်နေသည့်စိတ်ကိုတတိဖြင့်ခဲရင်စွာတင်းနေရခြင်း၏ပင်ပန်းခြင်းမှလည်းတသက်နှင့်တကိုတကားမှမကြုံဘူးလောက်အောင်ပင်ပန်းလာကြသည်ဘာလို့ရမည်နီအော်လိုက်ရမည်လားအတန်ပေးလိုက်ရမည်လားအော်လိုက်လင်အုံးလာနှင့်အောက်ထက်ကမောင်ကြီးပါတို့နို့ကုံကတိန်လုံးအုပ်မနိုင်ထိမ့်မရဖြစ်ကုန်တော့မည်အချိန်ကလည်းမလားရှက်နှင့်လှဲနေသည့်အထက်မှငှက်မွေးတွင်ကပ်နေသောဖုံကိုပြင်းနှင့်ဆောင်းရင်ခါချနေသည့်အခါများတွင်လူတကိုယ်လုံးအဆမတန်ကြည်သွားလိုက်တပံပြန်ငယ်သွားလိုက်နှင့်အတန်ကလူကိုဖန်ဆားနေလေ၏ဒီအရေးကိုစိတ်ရှိသလိုကြောက်လန့်နေ၍လည်းမဖြစ်နိုင်မခင်ကြီးဘယ်လိုဖြစ်နေတယ်လဲမသိမောင်အေးပါတို့နိုးသွား၍ဒီအတန်များကြားကြလင်ဘာတွေဖြစ်ကုန်ကြမည်နီကြောက်စိတ်ကိုထိနိုင်အောင်ထိမှဖြစ်တော်မည်သူတို့ကိုငဲ့ကြီးကမလှုပ်ဝင်ပဲတေနေသလိုဖြစ်နေသောခန္ဓာကိုယ်ကြီးကိုဇွတ်ထူထောင်လိုက်ရတော့သည်မောင်တဲတွင်အတင်းထ၍ထိုင်ကမိခလုတ်ပြေးဖွင့်လိုက်သည်အိယာမှတအားကျုံထလိုက်စဉ်မခင်ကြီးလက်ထဲတွင်မိနေသောသပင်များကိုလွတ်အောင်ယုံထရသည်မှာတသက်တွင်မမေ့နိုင်ပွဲရာနာကျင်လာသည်မီးပွင့်လင်ပွင့်ခြင်းဟုအတန်ထွက်အောင်ဇွတ်ဖြစ်ညစ်ထုတ်လိုက်ရသည်ကျမ၏အတန်မှာကပြာနေလေသည်မျက်စိမှာကပြာနေလေသည်ပြင်ဘက်ကအတန်မှာတခါတည်းပျောက်သွားသည်ကြက်မွေးလဲတန်ကြားထဲမှာမိထဖွင့်လိုက်ရာမိုးလင်း၍ကျမအတန်ထွက်မှပင်ထိုအတန်များပျောက်သွားခြင်းဖြစ်သည်ကြပြကြရာမခင်ကြီးနား၌ဒူးထောက်လိုက်ခါမခင်ကြီးဟုကရုံကရင်ကြီးခေါ်ကြည့်သည်မခင်ကြီးသည်မျက်လုံးကိုမိမိကလေးဖွင့်ကြည့်လျက်မမကိုကြီးပါတော့နှုတ်ပြီးအပေါ်ခေါ်တယ်မကျမကြောက်တယ်နှုတ်ပါဟုမော်ကြီးပန်းကြီးပြောလေသည်မောင်အေးပါတို့အနှုတ်ခိုင်းနေသည့်အတွက်တွားနှုတ်ရန်မဖြစ်နိုင်ကြတရေ၆တယ်ထကြဟုပြောဖို့ရလဲအခက်မာလီလာ၆တယ်အပေါ်လာကြပါတွားခေါ်လင်တခါတည်းဘာမှမမြင်မစင်ကြပဲအိမ်ပေါ်ကဆင်ပြေကြပေလိမ့်မည်အိမ်တွင်ကျမကလူကြီးဖြစ်၍ကျမအကြောက်ကိုဖော်ပြဖို့ရလဲမဖြစ်နိုင်တညတာကြိတ်မေ၍အောင့်အင်းနေရသောအလွန်ကြောက်နေသူများအားထပ်မံ၍မငင်စဲမနှိပ်စက်ခြင်းပေကျမသွားခေါ်လင်အချိန်ဒီမှာတာ၍သာဆိုးသွားစရာရှိသည်မမကျမမနေဝင်းလို့ပါခေါ်ပါမခင်ကြီးမှာမျက်လုံးမိတ်ခါအသက်မရှိုးပဲပြောနေသည်အေးနှိုးလိုက်ပါမယ်သူတို့မသိစေနဲ့နော်ဟုမခင်ကြီးအားပြောရလျက်နဘေး၌အိတ်နေသောအုံလာကိုနှိုးလိုက်သည်အုံလာထမခင်ကြီးမိုးနေတယ်ထားစမ်းပါအုံလာအိတ်ရမှငေါက်ခနဲ့ထတာမြင်လဲမခင်ကြီးလည်းငြိမ်နေလိုက်သည်ဟင်မိုးနေတယ်ဟုတ်လားကျမနှိုးရောပေါ့မမကြီးမခင်ကြီးကသူ့ကိုခေါ်နေသည်ကိုမထူပဲမူးနေသူတယောက်ကဲ့သို့မလုံးမရှက်ငြိမ်နေလေသည်မခင်ကြီးအကယ်ပင်မူးနေသည့်အထင်ဖြင့်အုံလှပူပင်ဖြစ်သွားခြင်းကိုမြင်ရ၍သဘောကျမိကဒီအကြံရသည်ကိုပင်ကျမမှာများစွာကျေနပ်သွားမိသည်မောင်အေးပါတို့တွားနိုးစမ်းတိတ်မူးနေတဲ့နဲ့တူတယ်သွားစမ်းညဦးကအခန်းပြင်မဲ့သို့တယောက်တည်းမသွားဝင်သောအုံလှမှာအခန်းပြင်ဘက်သို့ပြေးထွက်ခါမိခလုတ်သွားဖွင့်လျက်လှေကားအံဖုံးကိုမဖွင့်၍စိုးရင်ကြီးစွာပြေးဆင်းခေါ်လေသည်မခင်ကြီးဟန်မပြတ်နေနော်အဲ့ဒါလိုပဲမူးချင်အောင်စောင်းနေနော်သူတို့ကိုအပေါ်မှာခေါ်ထားနိုင်အောင်လှေကားမှပြေးတက်လာသောအတန်တွေအပေါ်ရောက်မလာမီမခင်ကြီးကိုမြန်ဆန်ပြောရသည်မခင်ကြီးအနာတွင်ဝိုင်း၍ရခတ်ပေးသူကပေးနှိပ်သူကနှိပ်နှင့်ကျမတို့အားလုံးပြရခတ်နေကြပေ၏အစအနာခွဲစိတ်ထားသောတောင်တန်းကရိုးများကိုခွက်ထဲတွင်ထည့်ကာမီးရှို့လိုက်သည်မခင်ကြီးနှာဝါသို့အနက်ရအောင်တွင်ကြီးရက်ခတ်ပေးနေရလေသည်မခင်ကြီးဘယ်နဲ့နေသေးတယ်လဲမခင်ကြီးကတုတ်မြမလုပ်ဖဲငြိမ်နေလေသည်တိတ်မူးနေတဲ့နဲ့တူတယ်စောကမမနှုတ်ရောပေါ့ကွယ်ရှူလိုက်ဟုမခင်ကြီးကိုအတန်ပေးရင်းလူမမာနှင့်တူအောင်ဟန်ဆောင်စိတ်ကူနေရ၏ကျမတို့နှစ်ယောက်မှမို့အခန်းပြင်တွင်မာလီရှိသေးတယ်လို့ဆွဲလန်းကအသေးအေးဖြင့်မနှဲဟန်ဆဲနေကြရသည်မခင်ကြီးကပဂရိလူမမာကြီးဖြစ်၍နေ၏လင်းထိန်သောမိအောင်အောင်၌တကလက်ဆောင်ကြီးကိုခြုံ၍မလုံမရှက်ပက်လက်လန်ကသွေးမရှိတယ်လို့နွမ်းလျဖြူဖြော့နေသောမျက်နာကလေးနှင့်မျက်လုံးကလေးမေးဆင်းလျက်အသက်ရှူမြန်နေပုံမှာလူမမာနှင့်တထရတဲ့တူသည်မမခေါ်ကြည့်ပါဦးတတိယရဲ့လားလို့ခေါ်ကြည့်ပါဦးလေးတန်းကလေးနှင့်အုံလာကတိုကလေးကပ်ပြောလေသည်အတန်မကျဲအတန်မမီအောင်လဲဖြည်းဖြည်းတက်တာကလေးလှုပ်ကြကင်ကြသည်ခြေပြားကလေးထောက်ခါဖော့နေကြသည်ထို့အချိန်၌အိမ်မာတဲ့6သည့်အိမ်နှင့်မတူဘဲလူမမရှိသည့်အိမ်နှင့်တူနေလေ၏မခင်ကြီးဘယ်နဲ့နေသေးသလဲအ
တန်ကြာမှမခင်ရီမျက်နှာနာသို့ကပ်၍လူမမာသတင်းမေးပုံမျိုးမေးကြည့်လိုက်သည်နည်းနည်းတော့တက်တာပါတယ်အပြေးစကားအဖြစ်သာနည်းနည်းတက်တာပါတယ်ဟုဖြေလိုက်ရတော့တိတ်မတက်တာသည့်အနေမျိုးဖြင့်ပြန်ပြောသောလူမမာ၏ဟန်မူရာမှာတဘာဝကြာလာသည်အပေါ်တက်တစ်ထက်လုံးမိထိန်ထိန်လင်းလျက်ရှိတော်လဲတထောင်ထောင်တနေရာမှာမာလီအတန်ပေးလိုက်မိကိုဖုံးပြနေသည့်ကြားတဲ့စိုးရိမ်လိုက်ရသည့်ဖြစ်ချင်းမှလည်းတထိတ်ထိတ်နည်းနည်းတက်တာရင်အိတ်လိုက်ပါလားကွယ်တို့အနားမှာနေပါမယ်ဘာမှအားမငယ်ပါနဲ့အိတ်လိုက်နော်လူမမကခေါင်းညှိ၍ပြကမိတ်နေလေသည်မခင်ရီခြေရင်ဘက်တွင်အုံလာနှင့်ဗျူးတေတို့ကတစ်ဖက်စီထိုင်ကခြေသလုံးကိုဆုပ်နှိပ်ပေးနေကြသည်လူမမနည်းနည်းတက်တာသည်ဆိုမှမောင်အေးပါလဲအခန်းဝသို့ရွှေ့ကသတင်းစာဆွဲယူကြည့်နေသည်လူမမနားမှထခဲ့ကပြတင်းပေါင်နား၌တွားရသည်လမ်းပေါ်သို့လှမ်းကြည့်ရင်ရင်ထဲတွင်မတက်မသားဖြစ်နေသည့်အဖြစ်ကြီးကိုသူတို့မမြင်အောင်ပင့်သက်ကြီးချပြလိုက်သည်မိုးမာမလင်းသေးချေထိုခိုက်3 နာရီခောက်လိုက်သောတန်ချောင်းတန်သည်နားရဲသို့နှင့်ဝင်သွားလေသည်မိုးမြန်မြန်လင်းစေခြင်းလာသည်အိမ်ထဲတွင်နောက်ထပ်ဘာတမ်းမှမကြားရပါစေနှင့်ဟုဆုတောင်းရသည်နောက်ထပ်ချွတ်ချက်မကြားရတော့လဲဘယ်နေရာကြည့်ကြည့်မျက်စီထဲတွင်မာလီကိုမြင်လိုက်ရမလားဟုစိတ်အထင်ကြောင့်ရင်ထဲတွင်တက်လက်လက်ဖြစ်နေသည်မခင်ရီကမလုံမရှက်ငြိမ်၍နေသည်သူ့စိတ်ထဲတွင်ဘယ်လိုတွေး၍ဘယ်လိုဖြစ်နေရှာမည်ကိုတနာလာသည်မမဟုခေါ်တန်ကြ၍မခင်ရီအနား၌ပြန်ထိုင်ကဘာလို့ကျန်တယ်လဲမခင်ရီဟုကုန်းမေးလိုက်သည်မမပရိရွတ်ပါကျမရင်တွေတုံးနေတယ်ဆောင်းကိုခေါင်းပြီးချုံမလို့ဆွဲကွယ်၍အုံးလာတော့မမြင်အောင်မကြားအောင်လေတံကလေးဖြင့်ပြောနေ၏မျက်စိမျက်နှာပြက်ပြက်နှင့်ဆောင်းကားထားကပရိရွတ်ရန်သာမျက်နှာရိပ်မျက်နှာကဲတွင်တွင်ကြီးပြနေလေသည်အခြေအနေမှာပရိရွတ်ဖို့လည်းခက်သည်မောင်အေးပါနှင့်ဗျူတီမှာခရစ်ယာန်ကရင်များဖြစ်၍ပရိတ်အဓိပ္ပာယ်ကိုနားမလည်ကြတော့လဲမခင်ရီနှင့်တူတူပြောကြပြီးကျမပရိရွတ်လိုက်သည်ဆိုရင်အုံးလှကပို၍ကြောက်စိတ်ဝင်လာမည်ကိုလည်းစိုးရိမ်မိသေးသည်မခင်ရီအားအုံးလှမရိပ်မိအောင်မျက်စိမိတ်ခေါင်းငိမ်ပြရင်တက်တာတယ်လားတက်တာရင်အိတ်ဟုဖားထေးပြောလိုက်ရကဘဲပုံဘဲနီးပရိရွတ်ရမည်ကိုစဉ်းစားရလေသည်မခင်ရီနာမှာထခဲ့လျက်အခန်းထဲတွင်ညောင်းညာ၍လမ်းလျှောက်နေသလိုခောက်တော့ခောက်ပြန်ခက်ပြေးပြေးစင်းညံလျှောက်ပြရင်အုံးလာညဦးကမမဖျားရှိခိုးမိရဲ့လားဟုလှမ်းမေးလိုက်သည်ကုန်းရည်နှိပ်ပေးနေသောလက်များကိုတန့်လျက်ကျမကိုမော့ကြည့်ကသူစဉ်းစားနေခိုင်းသူ့အဖြေမရခင်မရှိခိုးမိဘူးထင်နေဟုဖြင်းညင်းသက်သာညီးပြောလိုက်သည်တရိမေ၍ပြုတ်မှုသောအပြုတ်မှုမျိုးဖြင့်စင်းညံလျှောက်ရင်အေးဆေးဆေးတန်နေတန်ထားနှင့်ကြည်ကြည်နူးနူးပရိတ်ဆရွရလေသည်အခန်းဝတွင်သတင်းစာထိုင်ကြည့်နေသောမောင်အေးပါမှာသတင်းစာကိုဘေးချ၍ကျမ်းမော်တွင်ခွေလဲကအိတ်နေလေသည်တမန်တော်စက္ကဝါလေးသူမှစ၍မင်္ဂလာတော့ယဒနာတော့မြစ်တာတော့ခန္ဓာတော့မောရတော့စသည့်တုံ့စင်အတိုင်းရွတ်လျက်နေစေပင်အုံလာနှင့်ဗျူတေတို့မခင်ရီအနာတွင်တယောက်ပြီးတယောက်အိပ်ပျော်သွားကြလေသည်ပရိတ်မပြီးခင်မခင်ရီကိုလှမ်းကြည့်လိုက်ရာသူပါအိပ်ပျော်သလိုတွေ့ရ၍အိပ်ပျော်မပျော်သူ့နာသို့နှုတ်ကလည်းယွရင်တွားငုံကြည့်လိုက်သည်နှစ်ချိုက်ချိုက်အိပ်ပျော်နေပုံမျိုးမဟုတ်ပေစိတ်ပန်းကိုနွမ်းဖြစ်ပြီးမလွန်ဆန်နိုင်၍သာမိကနေမေ့သွားပုံမျိုးကိုတွေ့မြင်ရသည်အိပ်ပျော်နေသည်ကိုသိတော့မှပင်ရွတ်ဖတ်ခြင်းကိုရက်ခါကျမ်းမော်တွင်အတုံယုံအိတ်နေကြသူတွေကိုတယောက်စီလှမ်းကြည့်မိလေသည်သူတို့ကချမ်းသာစွာအိပ်ပျော်လျက်ရှိကြပေပြီတအိမ်လုံးတိတ်ဆိတ်၍နေပြန်ကြသည်အခန်းအလေကောင်တွင်မတ်တက်ရက်၍ဟိုကြည့်သည်ကြည့်နေရကမှန်ကုန်ရှိထိုင်ကုန်ကလေးပေါ်တွင်တွားထိုင်လိုက်သည်ပရိတ်ရွတ်နေစဉ်ကတန်ချောင်း၄ချက်ခောက်တန်ကိုတတိပြုလိုက်သဖြင့်မိုးလင်းဖို့ရန်အချိန်လိုသေးသည်အားလုံးစိတ်ချလက်ချအိပ်ပျော်နေကြလျက်အခန်းထဲတွင်ကျမတယောက်တည်းကြောင်တောင်ကြီးဖြစ်နေခြင်းကိုကြောချမ်းလာပြန်သည်အိမ်ကြီးကတိတ်ချက်သာကောင်းလာသည်ပြတင်းပေါက်အပြင်ဘက်တွင်မှောင်မဲနေသည်အခန်းတကားစားခန်းစီမှမီးရောင်နှင့်အခန်းပြင်ဘက်ကိုအတိုင်းသားမြင်ရလေရာမကြည့်ရဲအောင်ထိတ်လန့်လျက်ဘယ်လိုနေ၍ဘယ်လိုထိုင်ရမှန်းမသိအောင်ခြောက်ချလာပြန်၏ထိုင်နေရင်ပင်အသက်ရှူခက်အောင်ရင်ထဲတွင်တဒိတ်ဆောင်းခုံလာကခေါင်းထဲ၌လည်းသွေးရောက်၍ထိတ်မနိုင်သိမ့်မနိုင်ကြက်သိမ်းတဖြန်းဖြန်းထနေ၏ထိုင်ကုန်ပေါ်တွင်ဘဲမှမကြည့်ဝန်းတော့ဘဲခေါင်းကိုငုံချ၍မလှုပ်ရဲအောင်ဖြစ်နေသည်အိတ်နေသည့်သူတွေကိုနှိုးလိုက်ခြင်း၏
နိုးလိုက်ချင်လျက်နှင့်ချမ်းချမ်းသာသာအိတ်ကြပါစေတော့ဟုတီးခံအောင်ဤကစိတ်ကိုမနှဲထိန်ရလေသည်တိတ်ဆိတ်ခြင်းမကတိတ်ဆိတ်လာ၏တိတ်ဆိတ်နေသည့်အတွင်း၌ချွတ်ခနဲဆို၍ဘာတမ်းမှလည်းမကြားလို့လင်းအားကြီးအချိန်ဘယ်အတမ်းမှမရှိဘဲတိတ်တိတ်ဆိတ်ဆိတ်ကြီးရှိနေခြင်းသည်လည်းအနေရခက်နေပေသည်မိုးကလည်းမလင်းနိုင်မိုးလင်းပါစေတော့ဘာတမ်းမှမရှိနေသည့်အထက်တွင်မာလီမဆုံးခင်ကအမဟုတညင်းနေသောအတန်ကြီးကိုလည်းပြန်၍ကြားလေသည်စောစောကဖုန်ခါတုတ်လဲနေသောအတန်တွေကိုလည်းကြားရောက်မိသည်ထိုအခါချွေးပြန်လာကလေပင်ကိုဖြစ်ညစ်ထားသည့်အတိုင်းအသက်ရှူမဖြစ်အောင်အစ်လျက်ခေါင်းတစ်ပန်းကြီးတဲ့ထက်ကြီးလာတော့သည်ငုံထားသောခေါင်းကိုမထောင်ဝမာလီမတ်တက်ကြီးရကအခန်းဝါကကျမကိုကြည့်နေတယ်လို့အောင်းမေကကိုခြောက်နေသည်စွန့်ထားသောနားကလည်းကြားရတော့မည်ထင်နေသည်ဖွင့်ထားသောမျက်စိကလည်းမြင်ရတော့မည်မှတ်နေသည်မမြင်ရမကြားရမချင်းကြောက်နေသောအကြောက်သည်မြင်ရကြားရ၍ကြောက်ရသည်ထက်ဆင်းရဲပင်ပန်းလာကြသည်တခန်းနှင့်ငိမ့်သက်လျက်စိတ်သုံးနေသောအကာလာကြီး၌ခြံတောက်မှခွေးတကောင်ဆွဲငင်ကဦးလိုက်သည့်အတန်ကိုကြားရလေသည်ဖြန်ကနေကြက်သိမ်းမွေးညင်းကြီးထသွားသည်ခွေးဦးတန်ကြီးတိတိသားသားလင်းကျမ်းပေါ်တွင်အိမ်မောကြနေသူများ၏အသက်ရှူတမ်းမှာကျမ၏ရင်ခုန်တမ်းနှင့်အတူမြည်ဟီးနေသည်ဟုမှတ်ထင်ရသည်ဤသို့တယောက်ထိတဲ့အဖြစ်ကိုမဖုံးမကွယ်တိတိသားသားခံစားရရင်စောစောကမာလီအတန်များသည်ပေါ်လာလေကစိတ်ကိုခြောက်ချလျက်ရှိသည်မှာတက်တက်တွင်သာခံစားရဘူးလိုက်သည်ဟင်မမမိတ်သေးဘူးလားမိုးလင်းပြီလားလူးလို့ရင်ပြောလိုက်သောအုံးလာ၏အတန်ကိုကြား၍ငုံချထားသောခေါင်းကိုအသာထောင်လိုက်ခါမျက်စိထဲတွင်အုံးလာအားတဲတဲကွဲကွဲမြင်မိအောင်ထိုင်ငုံပေါ်မှအာယူ၍ကြည်ရလေသည်အုံးလာလှိမ့်၍လွန်ရင်စကားပြောနေသောအတန်ကြောင့်တယောက်ပြီးတယောက်နိုးကုန်ကြသည်လင်းသလောက်သာလင်းစာပြုတ်သေး၍အပြင်ဘက်တွင်မှောင်လဲမမောင်လင်းလဲမလင်းမှုံဖြူဖြူအယောင်ကလေးတန်းကဝိုးတိုဝါတာလင်းလျက်ရှိသည်ကျင့်ငက်တို့၏အိတ်တန်းထတန်းဟိုတကောင်ဒီတကောင်စကြားလိုက်ရသည့်အိမ်ကြီးကကြက်တရေကင်းလာသောအတွင်ကိုဆောင်းနေလေသည်အိယာမှထသူတို့ကဖြက်ဖြက်လက်လက်မရှိကြမလုတ်ချင်မသေးခြင်းဟန်နှင့်မရွှင်မလန်းညှိုးနေကြသည်မခင်ရည်သည်အိယာမှထလာကကျမခုံနာတွင်လာ၍ထိုင်းနေလေသည်ညကခံစားလိုက်ရသောတရားတန်ချက်ဖြင့်ပျော့နေရှာသည်ညိုးလျနွမ်းနယ်နေကမျက်နာကလေးတွင်စိုးရိမ်ထိတ်လန့်သည့်အရိပ်ရောင်များထွက်လျက်တော်တော်နှင့်စကားမပြောနိုင်ရှာပြီကျမလည်းထိုင်ကုန်မှကိုမထဘဲပြတင်းပေါက်ကိုသာငေးဆိုင်ကြည့်လျက်ငြိမ်သက်စွာထိုင်နေလေသည်ညကအဖြစ်ကိုတယောက်နဲ့တယောက်ပြန်မပြောကြလောက်အောင်ဖြစ်နေကြသည်ဒီအိမ်တွင်ဆက်လက်၍နေထိုင်ရမည်အရေးအတွက်စိတ်ပြက်လက်ပြက်ကြီးဖြစ်နေသည်မောင်အေးပါဖြူတေအုံလာတို့ယနေ့သွားကြတော့မည်မခင်ကြီးလည်းအဖော်လာ၍အိပ်ရဲတော်မည်မဟုတ်ပေဒီအိမ်မနေ၍ဘယ်အိမ်သွားနေရမည်နည်းဤအိမ်တွင်ရခင်ကတယောက်ထီးတဲ့ပင်နေရဲထိုင်ရဲခဲ့သောတတ္တိများယခုတွင်ကုံဆုံးရခြင်းကိုနှမျောတာတာမိသည်ဆက်လက်၍တယောက်တည်းနေရတော့မည်အရေးကိုစိတ်မချမ်းမသာဖြစ်လာသည်ညကလင်းအားကြီးတယောက်တည်းပီတီကြိတ်မိတ်ခံစားလိုက်ရသောအဖြစ်ဆိုးကိုဝမ်းနည်းလာကကိုတနာမိသည်မမရဲ့မော်စကိုမသွားပါနဲ့တော့သွားကန်နီလာကန်နီနမိတ်မကောင်းပါဘူးမခင်ရည်သည်တောင်တွေးမြောက်တွေးနှင့်ငိမ့်နေရမှကောက်ပြောက်လိုက်၍လှည့်ကြည့်လိုက်သည်သူ့မျက်နှာလေးမှာခြောင်ကျနေလေသည်ကျမအဖို့တွင်ယနေ့ညသည်အိမ်မှာအိပ်ရသည့်အဖြစ်မရောက်ဘဲယနေ့ပင်လေရင်ပြန်ပေါ်သို့တက်ခါခရီးထွက်သွားခြင်းမိသည်လေးလံထမ်းမိုင်းစွာဖြင့်ပင်ကျမတို့နှစ်ယောက်အောက်ဆင်း၍မျက်နှာသိရန်အခန်းပြင်ဘက်သို့ထွက်လာကြသည်အပြင်ဘက်တွင်အချို့စာရွက်များအောက်သို့လွင့်ကျနေသည်စာအုပ်ပုံကြီးမှာဇပွဲပေါ်တွင်သူ့တိုင်ပင်တွေ့ရသည်ကြက်မွေးလေးကလှေကားပေါ်တွင်ထောင်လျက်အောက်ထပ်ရောက်လျင်ဒီအိမ်မှသွားကြတော့မည်ဟုအထုပ်ပိုးပြင်တိမ့်ဆဲနေကြသောမောင်အေးပါတို့နှင့်အုံလှတို့ကိုကြည့်ကစိတ်ထဲတွင်ဟာ၍ဝမ်းနည်းသွားသည်မာလီ၏ဦးလေးတော်သူကလာဖိုးကြီးတယောက်နှင့်တစ်ဖက်အိမ်ကမာလီတယောက်စောစောစီစီပေါက်လာကြလေသည်မာလီလာကပေးရန်သူ့အမျိုးရှာခေါ်ခဲ့ပါဟုမှားထား၍ခေါ်လာခြင်းဖြစ်သည်မမလာကပေးရင်မာလီကိုတက်လက်စာနဲ့နှင်လိုက်ပါမမရဲ့ဟုဝိုင်းပြောကြလေသည်မခင်ကြီးကအတိုက်တွန်းဆုံးဖြစ်သည်မာလီ၏တဲကလေးတဲသို့ကျမဝင်သွားကသူ့ပစ္စည်းများကိုသူ့ဦးလေးအားအကုန်ပေးအပ်လိုက်ပြီးနောက်သူ့လာကကိုအဖိုးကြီးလက်ထဲတွင်ထည့်ကာပါဇက်မှပြောရလေသည်မာလီလာကကိုပေးလိုက်ပြီ
မာလီသွားလို့တဲ့စီသွားတော့ဒီနေ့ကစပြီးဒီအိမ်မှာမာလီအလုံးမရှိဘူးသွားပြီတော့ဂျာနေကျော်မမလေးရှုမမမဂဇင်းဖေဖော်ဝါရီလ1953ခုနှစ်အင်းရိတ်ကိုနားဆင်အားပေးခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်